မတန်ရှင်းတော့နောက်ဆုံးမှာခန္ဓာကိုယ်ထွက်လာစားလိုက်တဲ့အစာကနေခွဲရမ်းချပြီးထွက်လာတာမျက်စိကထွက်ရင်မျက်ခြေအနေနဲ့ထွက်တယ်နှာခေါင်းကဆိုနှာခြေအနေနဲ့နားနှစ်ဖားခြေအနေနဲ့ထွက်တယ်ပါးစပ်ကတရွေးအနေနဲ့ထွက်တယ်အံပတ်အနေနဲ့ထွက်တယ်နောက်တပြားရီရွန်စရာတွေအနေနဲ့ပဲပြန်ထွက်တာစားတော့ကတော့တပြောတပါသွားတော့တယောက်တည်းအဲ့ဒါကြောင့်ဒီအစာအာဟာရဒီလိုလေးပဲတွေးပါဒါတွေးခိုင်းတာကမ္မထာထုတ်တယ်ဆိုတာမှန်ကန်တဲ့အတွေးနဲ့တွေးတာပဲတွေးတာကိုသမ္မာသင်္ကပ္ပလို့ခေါ်တာဒီမှာတွေးမှသိမှမတွေးရင်မသိဘူးမတွေးပဲနေရင်ကောင်းတယ်ပဲထင်တာလေအဲ့ဒီထီအောင်တွေးကြည့်တာကိုအာဟာရေပฏิကုလတင်ညာလို့ခေါ်တယ်ဝိသုရိမေမှာတော့တွေးပုံတွေးနည်းတွေအများကြီးပြထားတယ်အဲ့တော့တမန်အဖြစ်ထင်ရှားမဲ့ဆိုရင်ခုလောက်တွေးနိုင်ရင်ကိုမဆိုးအာဟာရေပฏิကုလတင်ညာဆိုတာကိုစားတဲ့အာဟာရပေါ်မှာမတရိစရာယွန်စရာကောင်းတယ်ဆိုတဲ့အမှတ်တင်ညာနဲ့စားပါလို့ဒီလိုပြောတာနော်အဲ့ဒါဆိုရင်အစာအာဟာရပေါ်မှာမမောတဲ့တဏှာရတ္တတဏှာကိုဖယ်ရှားနိုင်ပါတယ်အဓိကကတော့မြတ်စွာဘုရားတရားတော်တွေဟာတဏှာတတ်တဲ့တရားတွေတဏှာအဓိကဖြစ်တယ်တွေ့တာမှုကိုဖယ်တဲ့ဟာတွေ့တာမှုဖယ်မှမုံတိမှုဆိုတာလည်းဖယ်လို့ရတယ်ကြံတဲ့ကိလေသာတွေကိုလည်းဖယ်လို့ရတယ်လူတွေရဲ့တဏှာမှာဒုက္ခအပေးဆုံးကဘာလဲဆိုရင်တဏှာပဲတဏှာရဲ့အမြစ်ကဘယ်သူတော့ဆိုအဝိဇ္ဇာအမှန်မသိတဲ့ပြန်သူခိုင်းနေမှာပဲဒီတဏှာရှင်သန်နေမှာနော်အဝိဇ္ဇာနဲ့တဏှာကိုအမြစ်လို့ပြောအပြန်လှန်တို့ကအမြစ်ပဲဒီနေရာမှာတဏှာကိုအဝိဇ္ဇာနဲ့တဏှာဆိုတဲ့ပရိစ္ဆေသမုပ္ပါမှာဒီတဘာဝတရားနှစ်ခုကိုဖယ်ရှားနိုင်မှာအဲ့ဒီပဲဘဝတစ်ခုကနေတစ်ခုကိုပို့ဆောင်နေတာတဏှာသာလည်းဖြစ်တယ်သို့တော့အဝိဇ္ဇာမပါဘူးလားဆိုအဝိဇ္ဇာရဲ့လောက်ကင်ဆောင်ရွက်မှုကပါတော့ဆိုအဝိဇ္ဇာကအမှန်မသိအောင်ကာကပေးတာတကယ်အလုံးလုံးနေတာတဏှာအလုပ်တယ်တဏှာအတွက်တာတယ်အဝိဇ္ဇာကပုံမှန်မမြင်ရအောင်သူကဖုံးပေးတာဖွက်ပေးတယ်ဖုံးပေးတယ်နော်မလှတာကိုလှတယ်ထင်အောင်အဝိဇ္ဇာမနစ်သက်စရာကောင်းတာကိုနစ်သက်စရာကောင်းတယ်လို့အဝိဇ္ဇာလေးကဖုံးပေးတာဖုံးပေးတော့တဏှာကတွေ့တာပေးတယ်သူတို့ကပူးပေါင်းပြီးဆောင်ရွက်နေကြတာဒါကြောင့်တန်တရားလေတယ်ဆိုတဲ့နေရာမှာအဝိဇ္ဇာနဲ့တဏှာဒီနှစ်ခုကအဓိကအဝိဇ္ဇာနိဝရဏနံတဏှာတန်ရောစနနံလို့မြတ်စွာဘုရားသုတ်တန်ဒီမှာဟောအဝိဇ္ဇာဆိုတဲ့ဆုပ်ပိတ်မှုရဲ့တဏှာဆိုတဲ့တွေ့တာမှုရဲ့ဒီနှစ်ခုနဲ့ပဲတန်တရားထဲမှာခီးသွားနေကြရတယ်အဝိဇ္ဇာကကာပေးလိုက်တဏှာကသဘောကျလိုက်အဝိဇ္ဇာကကာပေးလိုက်တဏှာကသဘောကျလိုက်နေလူတွေဟာဒုက္ခမျိုးမျိုးရောက်နေကြတာလှုပ်ဆောင်နေတာကတော့အဓိကလှုပ်ဆောင်နေတာတော့တဏှာပဲဒါကြောင့်မို့တဏှာကိုသမုဒိယလို့သမုဒိယသစ္စာအဖြစ်ဟောတာဒုက္ခသမုဒိယလို့တဏှာကိုဟောတာဘဝနိတ္တိကာဘဝပောနုဘဝိကာဘဝတစ်ခုဖန်ဆင်းတဲ့အခါမှာလည်းပဲတဏှာအနေဖန်ဆင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဟောတယ်အဲကြောင့်မို့ဒီတဏှာကိုဖယ်ရှားဖို့အတွက်ဆင်ញင်သုံးသပ်တယ်ဆိုတာအဝိဇ္ဇာကာလို့မရအောင်တွေးတာခေါင်းကအာဟာရအပေါ်မှာနှစ်သက်เสียမကောင်းဘူးလို့တွေးတာအဝိဇ္ဇာကကာလို့မရတော့အသိဉာဏ်ကနေပြီးတော့စဉ်းစားတဲ့အသိဉာဏ်ကနေပြီးတော့ထိုးဖောက်လိုက်တဲ့အခါလှတယ်လို့မထင်တော့ဘူးကောင်းတယ်လို့မထင်တော့ဘူးအဝိဇ္ဇာကိုဉာဏ်နဲ့ဖယ်လိုက်တဲ့အခါတဏှာကတွေ့တာလို့မရတော့ဘာလို့ဆိုအဝိဇ္ဇာမကာရင် तू ကမတွေ့တတ်ဘူးမတွေ့တတ်မှာမဟုတ်ဘူးအမှန်သိသွားရင် तू မတွေ့တာနိုင်တော့ဘူးဒါကြောင့်မို့လို့အဝိဇ္ဇာရဲ့ကာမှုကိုလည်းဖယ်ရှားပြစ်တယ်တဏှာရဲ့တွေ့တာမှုကိုလည်းဖယ်ရှားပြစ်တယ်ဒီကမ္မထာနေရဲ့ဒီနှလုံးသွင်းမှုရဲ့အကျိုးကျေးဇူးကအဓိကအဲ့ဒါပဲဒါမို့အာဟာရနဲ့ပတ်သက်ပြီးတော့ကိုစားတိုင်း
ဒါနေမကောင်းမှအထောက်အမှာတော့မဟုတ်ဘူးနေမကောင်းရင်ပို့ပြီးတော့အရေးကြီးတယ်လို့ပြောတာဒီလိုအထောက်နေမကောင်းတဲ့အခါမှာလေဒါကမ္မထမ်းပဲတချို့ကဒီလိုတွေးတာကမ္မထမ်းအောင်ထင်မြင်မှထင်မှာကမ္မထမ်းတိုင်းနေဆိုတာတမာရီလေးရပြီးထွက်လေဝင်လေလေးမှတ်ပြီးတော့ရစီလေးမိတ်ပြီးတော့စိတ်တည်ငြိမ်နေမှကမ္မထမ်းလို့ထင်နေတာအဲ့ဒါတမာရီအကျင့်စဉ်အခုကဝိပဿနာပညာဒါအဖို့အရေးကြီးတယ်တိုက်ရိုက်ခုနလိုကမ္မထမ်းအာယုန်နဲ့နေတဲ့အခါတမာရီကောင်းနေရင်တော့ဒေါသလည်းမပေါ်လာနိုင်ဘူးဒေါသလည်းမပေါ်နိုင်ဘူးဒါမှန်တယ်မပေါ်လာနိုင်ဘူးသို့တော့တိုက်ရိုက်လောဘကိုဖယ်တာတော့ဒါဖယ်တဏှာကိုတိုက်ရိုက်ဖယ်နေတာတော့တွေ့တာမဲ့ဟာတွေတွေ့တာလို့မရအောင်ဒီလိုနှလုံးသွင်းနဲ့ဖယ်ရှားပြစ်တယ်လက်တွေ့ပို့ပြီးတော့ကြားတယ်ကမ္မထာထုတ်တယ်ဆိုတာထွေးစားတဲ့အခါမှာလည်းအစုံစားရတယ်လို့ဆေးတောက်တဲ့အခါမှာလည်းပဲယောဂလိုက်အစုံတောက်ရတယ်လို့ကမ္မထာထုတ်တဲ့အခါမှာလည်းပဲကိုယ်စီရိုက်ကိုယ်ခန္ဓာအနေထားကြည့်ပြီးတော့အစုံနှလုံးသွင်းမှုလိုအပ်တယ်တခုတည်းမဟုတ်ဘူးအဲ့တော့အခုအတုအလိုနှလုံးသွင်းတယ်အစာအာဟာရနဲ့ပတ်သက်ပြီးရောစရာလို့နှလုံးသွင်းတယ်နောက်သုံးခုမြောက်ကြတော့ပါတော့အဘလောကီအနာဘိရဒသင်လောကကြီးတစ်ခုလုံးဟာပျော်မွေ့စရာမကောင်းမှုဆိုတာကိုဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်အဲပြောစရာကောင်းတာတွေကြီးတွေးနေမယ်ဆိုလို့ရှိရင်လောကကြီးရဲ့တာယာမှုတွေကြီးပဲတွေးနေမယ်ဆိုရင်ဘာတိုးနေမလို့ဆိုပမာဒဆိုတဲ့မီလီယံမှုတွေတိုးနေမယ်လောကကြီးပေါ်မှာအာယုန်ဒီပေါ်မှာတွေ့တာတဲ့စိတ်တွေတိုးလာအဲ့ဒါတွေကိုဖယ်ရှားဖို့အတွက်လောကကြီးမှာပြောစရာမကောင်းဘူးပြောစရာမကောင်းဘူးဆိုတာဘယ်လိုတွေးရမလဲလူတွေကအမှတ်တမဲ့နေလို့ပြောနေကြတာဘာတွေနဲ့တူတုံးဆိုလို့ရှိရင်ချက်တွေလှောင်ထားတဲ့ချက်ချင်းတွေကချက်တွေလိုပဲလက်သန်းယုံပို့ထားတဲ့နွားတွေလိုပဲဟိုတယ်တွေမှာရေကန်နဲ့ထည့်ထားတဲ့ငါးတွေလိုပဲမကြခင်ဟင်းအိုးတဲ့ရောင်းအောင်မဲ့အနေထားမျိုးတွေဖြစ်တယ်လူတိုင်းဟာမကြခင်သိဆုံးရမယ်ဆိုတာအဘယ်ချိန်တော့ပြောစရာရှိတော့နော်အချိန်မြေးသိတိုင်းနေဆိုတာအချိန်မြေးယောဂဖြစ်နိုင်တယ်